ဦးလာဘဆိုတဲ့အမည်နာမကိုကြားလိုက်တာနဲ့မြန်မာလူမျိုးတော်တော်များများရဲ့စိတ်ထဲမှာလူသားစားတဲ့ဖုံကြီးဆိုတဲ့အတီးကချက်ချင်းဝင်လာတတ်ပါတယ်ဒါပေမဲ့ဒီဖြစ်ရဟာဒဏ္ဍာရီလားတကယ်ဖြစ်ရမှန်လားဒါမှမဟုတ်နိုင်ငံရေးလုပ်ကြံမှုလားဆိုတာကိုတော့ဘယ်သူမှသိကြမသိကြပါဘူးဦးလာဘဒီနာမည်ကိုကြားလိုက်တာနဲ့1980ပြည့်လို့နှစ်တည်းရန်ကုန်မြို့ကြီးကိုတုံလုံးခြောက်ချစေခဲ့တဲ့လူသားစားတဲ့ဖုံကြီးဆိုတဲ့ဂျိုးစိုးနမိတ်ဆိုတဲ့တင်စိုးကြီးကခေါင်းထဲကိုတန်းပြီးဝင်လာပါလိမ့်မယ်သင်္ကန်းဝတ်ထားတဲ့လူတစ်ယောက်ကလူသားချင်းချင်းကိုတတ်ခဲ့တယ်ပြီးတော့အသားကိုချက်ပြုတ်စားတောက်တယ်ဒီလိုအကြောင်းအရာကတဲထဲရင်ဖို့ရုပ်ရှင်တွေထဲမှာပဲရှိလိမ့်မယ်လို့ထင်ပါလိမ့်မယ်ဒါပေမဲ့1986-89ဝန်းကျင်တုန်းကတောင်းကလာပါမြို့နယ်ရဲ့ချုံနယ်ပိတ်ပေါင်းနေကြတာအကြောင်းလိုက်တစ်ခုမှာဒီလိုကိစ္စမျိုးတွေကတကယ်ဖြစ်ခဲ့တယ်ဆိုရင်သင်ယုံမလားဒီနေ့မှာတော့ကျွန်တော်တို့ဟာလူပြောများတဲ့ဦးလာဘရဲ့ဒဏ္ဍာရီတွေနိုင်ငံရေးလုပ်ကြံမှုလို့ယူဆရတဲ့ theory နဲ့တကယ်တရားရုံးမှတ်တမ်းတွေမှာကြန့်ရှိခဲ့တဲ့အမှန်တရားဒီအရာတွေအားလုံးကိုတိတိကျကျခွဲခြမ်းစိတ်ဖြန့်ပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ငငယ်ကလူကြီးတွေပြောပြလေးရှိတယ်အခုချိန်ထိလူပြောအများဆုံးဖြစ်နေတဲ့ဇလန်းနှစ်ပုဒ်ကိုအရင်ကြည့်အောင်1986ဝန်းကျင်အခုပါရမီလမ်းမှာပြီးနှစ်ဝိုင်းသုံးဝိုင်းလို့ခေါ်တဲ့နေရာတစ်ဝိုက်ဟာအဲ့ဒီတော့လူနေအိမ်ကြီးသိမ့်မရှိပဲမျိုးစုံအဖျားတောအုပ်လေးလို့ဖြစ်နေကြတာပါအဲ့ဒီမှာဦးလာဘသတင်းသုံးတဲ့အကြောင်းရှိတယ်ကွင်းပြင်မှာကလေးတွေကချင်းခတ်နေကြရင်နဲ့ချင်းလုံးကဦးလာဘအကြောင်းတွေကိုဝင်သွားတယ်ချင်းလုံးသွားကောက်တဲ့ကလေးဟာပြန်မထွက်လာတော့ဘူးဒီလိုမျိုးလူပြောက်မှုတွေများလာတဲ့အခါအာနာပိုင်တွေကကျောင်းကိုဝင်စစ်ဆေးလိုက်တဲ့အခါအဲ့ဒီမှာတွေးလိုက်ရတာရာဝင်ဦးကြီးထဲမှာအချင်းစိန်ထားတာတွေကလူသားအစိတ်အပိုင်းတွေဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်ဒီဇလန်မှာဆိုရင်ဦးလာဘဟာသူ့သားသူ့မယားနဲ့အတူနေထိုင်ပြီးပေါ်ရီတာတာကျင့်စဉ်လို့ခေါ်တဲ့လူသားစားပြီးကိုဝိဇ္ဇာလန်လိုက်တဲ့အစီအရင်ကိုလုပ်တယ်လို့ဆိုကြပါတယ်နေ့နဲ့အလိုက်လူတရားပြည့်အောင်စားနိုင်ရင်မြေရှိုးမိုးပြန်နိုင်မယ်ဆိုတဲ့ယုံနှန်းစကားတွေနဲ့ပေါ့နောက်ထပ်မူကွဲတစ်ခုကတော့ဦးလာဘဟာတင်းချမ်းရအလောင်းတွေကိုသူ့တစ်ဖက်မောင်ငယ်ကိုရှာခိုင်းပြီးတော့စားတောက်လေးရှိတယ်လို့လည်းဆိုကြပါတယ်နောက်ပိုင်းလက်ဆက်တဲ့အသားတွေလိုချင်လို့ကြောင်းလာတဲ့တကားတွေကိုတစ်ဖက်စားတောက်တယ်အယိုးတွေကိုမေးမြုပ်ပြီးဖျောက်ပစ်တယ်နောက်ဆုံးမှာသူ့တစ်ဖက်မောင်ငယ်ကိုတတ်စားဖို့ကြံစီတဲ့အခါမှာမောင်ငယ်ကလည်းကြောက်ကြောက်နဲ့ထွက်ပြေးပြီးတော့တိုင်တန်းလိုက်လို့ဒီမှုတွေပေါ်သွားတယ်လို့လည်းပြောကြပါတယ်ဒါတွေကပါဇက်ရာဇဝင်နေလားဒါဆိုတကယ်ရောဖြစ်ခဲ့လားဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့သုံးသပ်ချက်တစ်ခုရှိလာပါတယ်စာရေးဆရာဦးအောင်ခင်ရဲ့ဝေဖန်သုံးသပ်ချက်အရဆိုရင်ဦးလာဘရဲ့အမှုဟာတန်ခါအဖွဲ့အစည်းကိုတိတ်ခါချခြင်းနဲ့နိုင်ငံရေးလှုပ်ချင်မှုဖြစ်နိုင်တယ်လို့ဆိုပါတယ်အဲဒီခေတ်ကာလဟာဆိုရှယ်လစ်အစိုးရအုပ်ချုပ်ရေးပိုင်းကတန်ခါအင်အားကြီးထွားလာမှာကိုစိုးရိမ်တဲ့အချိန်ကာလပါသမိုင်းမှာလည်းမင်းတို့မင်းနဲ့ဗမော်ဆရာတော်တို့ရဲ့အားပြိုင်မှုလိုမျိုးသာသနာရေးနဲ့အာဏာစက်ကြားကပုတ်တိုက်မှုလေးရှိခဲ့မှုပါတယ်ဒါကြောင့်အဲ့အချိန်တုန်းကဒီမိုကရေစီလိုလားတဲ့တန်ဃာတွေကိုဖိနှိပ်ဖို့ပြည်သူတွေကတန်ဃာတွေကိုအကြည်ညိုပြတ်စေဖို့အတွက်ဦးလာဘကိုလူသားစားတဲ့ဘုံကြီးအဖြစ်လှုပ်ကြံပြီးဖန်တီးခဲ့တာလားဆိုတာလေတွေးစရာတစ်ချက်ဖြစ်နေခဲ့ပါတယ်ကောလာဟာလာတွေသုံးသက်ချက်တွေကိုခဏထားပြီးတော့1989ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ138မှာမှတ်တမ်းတင်ထားတဲ့တကယ်အမှုတွေအစစ်အမှန်ကိုဖွင့်ကြည့်အောင်ဒီအချက်လက်တွေကလူတော်တော်များများမသိကြတဲ့တကယ်အမှန်တရားတွေပါတကယ်တမ်းတရားစွဲခံရတဲ့အမှုမှာဦးလာဘခေါ်ဦးရွှေမြိုင်ဟာတောင်းကလာပါ9ရက်ကွက်တီရီမင်္ဂလာကံပေါ်ကျောင်းသားရဲ့ကျောင်းတိုင်းမှာအမှုဟာချင်းလုံးကောက်တဲ့ကလေးကြောင့်ပေါ်ခဲ့တာမဟုတ်ပါဘူးအဓိကတရားခံကမောင်လာမြင့်ဆိုတဲ့လူငယ်ပါသူကဦးလာဘကျောင်းဝင်းထဲမှာနေပါတယ်ဖြစ်စဉ်ကလက်စားချိန်မှုကနေစတာပါ1989ခုနှစ်ဩဂတ်လမှာလှမြင့်ရဲ့ညီမဖြစ်သူမညိုမိုးကျော်ဆိုတဲ့လူဟာစော်ကားဖို့ကြံစည်ခဲ့ပူပါတယ်ဒါကိုလှမြင့်ကအညှိုးထားခဲ့ပါတယ်တနေ့မှာမိုးကျော်ဟာလှမြင့်စီလာအိတ်တဲ့အချိန်လှမြင့်ကရဲရဲနဲ့ခုတ်တက်လိုက်ပါတယ်ဒီနေရာမှာဦးလာဘပါဝင်နေတာကအလောင်းဖြောက်ပြက်မှုနဲ့အားပေးကူညီမှုပါအရန်ကိုထိတ်လန့်စရာကောင်းတဲ့အချက်ကတော့တပ်ဖြတ်ပြီးခုတ်ထစ်ထားတဲ့လူသားအစိတ်ပိုင်းတွေကိုဦးလာဘကကျောင်းမှာရှိတဲ့တခြားကိုရင်လေးတွေကိုဟင်းအဖြစ်နဲ့ချက်ပြုတ်ပြီးကျွေးခဲ့တယ်ဆိုတဲ့အချက်ပါပဲကိုရင်တန်းမြင့်ကိုရင်ပြေအေးနဲ့ဦးဝိလာတက္ကတာတို့ဟာဘာသာမှမသိဘဲနဲ့စားခဲ့ကြရပါတယ်ဦးလာဘကတော့တီးရက်နဲ့ကျွေးခဲ့တာပါတရားရုံးမှာလှမြင့်ကတော့ငါတယောက်တည်းလှုပ်တာလို့ထွက်ဆိုခဲ့ပေမဲ့ခိုင်လုံတဲ့တက်တွေအရာဦးလာဘကရဲရင်းထုတ်ပေးခဲ့တာအလောင်းဖြောက်ဖို့ညွှန်ကြားခဲ့တာနှုတ်ပိတ်တာတွေလုပ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါတယ်ဒါကြောင့်1989မှာဗဟိုတရားစီရင်အဖွဲ့ကတရားခံလှမြင့်ကိုပုံမှန်300နှစ်တစ်ခါအရတေတန်းဦးလာဘနဲ့မတင်လာခေါ်လှမြင့်အမေကိုတော့ပူပေါင်းကြံစီအားပေးကူညီမှုပုံမှန်300နှစ်တစ်ခမြင်းဆောင်109အရာတေတန်းချမှတ်ခဲ့ပါတယ်ဒီအမှုရဲ့နောက်ဆက်တွဲကလည်းစိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒီခေတ်သတင်းစာတွေမှာဦးလာဘကိုလက်ထိတ်ခတ်ပြီးတော့အလောင်းပြန်ဖော်ခိုင်းတဲ့ပုံတွေပါလာတဲ့အခါပြည်သူတွေအကြားဗုဒ္ဓဘာသာတိတ်ခါကြဆင်းနေဆိုပြီးတော့ဝေဖန်မှုတွေမြင့်တက်လာခဲ့ပါတယ်။ဒါကြောင့်ဦးနေဝင်းကိုယ်တိုင်ကသတင်းစာတွေမှာဒီသတင်းထပ်မထည့်ဖို့အတွက်ကိုပိတ်ပင်နေရတယ်လို့ဆိုပါတယ်။တေရန်ချမှတ်ခံရပေမဲ့ဦးလာဘတကယ်ရောကြိုးပေးခံရတာ။ထောင်ထဲမှာ9နှစ်လောက်နေပြီးပြန်လွတ်လာလား။ဒါမှမဟုတ်တချို့တွေပြောသလိုထောင်ထဲမှာပဲကွယ်လွန်သွားတာလားဆိုတာကတော့ဒီနေ့ထိရေးရမရှိလာပါဘူး။ဦးလာဘသူဟာတကယ်ပဲဝိဇ္ဇာလန်လိုက်ပြီးတော့လူသားစားခဲ့တဲ့စုံပြူတစ်ပါးလား။ဒါမှမဟုတ်အာဃာတတရားတွေကြားတွေကမြေစားပင်လား။တေချာတာတစ်ခုကတော့တရားစီရင်ထုံးအရသူဟာဒီဖြစ်စဉ်လူသတ်မှုမှာအဓိကပါဝင်ပတ်သက်ခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာပါပဲ။